Collector Skin တကောင်ကို Diamond နည်းနည်းနဲ့ယူလို့ရမယ့် event လာမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားရဲဆိုရင်တော့ video လေးကိုစောအောင်ကြည့်ပေးပါ Collector Skin တွေကြီးပဲတီးတန့်လာမယ့် event တစ်ခုကမကြခင်မှာ Global Server ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒီချင်း coin 1200နဲ့กินလဲလို့ရတဲ့ event တွေလိုပဲ1 draw ကို Diamond 50 10 draw ကို Diamond 900နဲ့လှည့်လို့ရမှာဖြစ်ပြီးတော့ free တုံဝင်နေအနေနဲ့ကတော့ page 1 page 2ဆိုပြီးတော့နှစ်ခါလာပါလိမ့်မယ် event လာတဲ့ချိန်ကြလို့ရှင်ကိုကြိုက်နှစ်သက်တဲ့ collector skin တကောင်ကိုရွေးထားပြီးတော့ draw 100အထိလှည့်ပေးရမှာဖြစ်ပါတယ် draw 100မပြည့်ခင်မှာလည်းပေါက်ရင်လည်းပေါက်သွားနိုင်ပါတယ်အနည်းဆုံးတော့ draw 100အထိလှည့်ပေးရမှာဖြစ်ပါတယ် draw 100အတွင်းမှာပေါက်မယ်လို့လည်းအမှတ်ခံထားပါတယ်ဆိုတော့ကCollector Skin တကောင်ကို page 1 page 2နဲ့ဂုံးစင်းပြီးတော့ Diamond နည်းနည်းနဲ့ Collector Skin တကောင်ကိုပိုင်ဆိုင်တော့မှာဖြစ်ပါတယ်ဒီ event ကလည်းမကြခင်မှာ Global Server ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ် Mobile Legend player တွေရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ Collector Skin တကောင်ကိုမကြခင်မှာ Diamond နည်းနည်းနဲ့ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်ပုံမှန်ဆိုရင် Collector Skin တကောင်ကို Diamond 3000နဲ့3000အထက်မှာ3မှရတဲ့ skin တကောင်ဖြစ်ပါတယ် border တို့ရောဘယ် skin တကောင်ကိုပိုင်သိမ်းမယ်လို့စဉ်းစားထားတယ်ကိုလိုချင်တဲ့ skin တကောင်ရှိရင် comment မှာမှတ်သွားပြီးလို့ရပါတယ်